မင်္ဂလာပါဒီခေါက်မိတ်ဆက်ပေးမှာတော့ကျွန်တော်ဒီ ammo ပေါ့နော် T38SD printer ပေါ့နော်ဒါဒီ model အသစ်ပေါ့နော်အဲ့ဒီကောင်နဲ့မင်္ဂန်ဒီကောင်ကတော့အရှိပေါ့နော်ကျွန်တော်တို့လက်နဲ့ဆိုရင်တော့လက်တစ်ထောင်ပေါ့နော်ဒီအရှိမင်္ဂန်အဟာကိုပြမှာနော်ဒီအရှိကဘယ်ဒီမှာသုံးလို့ရလဲဆိုဘယ်လောက်ဒီအရှိတွေထုတ်လို့ရလဲပေါ့နော်ပါဝါဖွင့်ပြီနော်ဒါ ammo ပေါ့နော်အဲ့တော့အဲ့ဒီမှာသူကဒီ software တွေကိုဝင်တဲ့အချိန်မှာသူ paper နှစ်မျိုးပြတယ်เนาะကျွန်တော်တို့တရားအလိမ့်နဲ့ထုတ်မှာเนาะဒီကောင်เนาะအဲ့ကောင်အမှန်ချစ်ပြီး slot လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီထုတ်မဲ့ပုံပေါ့အဲ့ကောင်အရင်ရှာလိုက်မယ်ကျွန်တော်ဒီပုံအရင်ပုံတစ်ပုံအဲ့တော့ကျွန်တော်ကဒီကောင်အရှိကြီးပေါ့เนาะအပြည့်မင်းကအပြည့်ပေါ့ဒါကတော့ printer ထဲတော့ရှိသေးတယ်เนาะအရှိကသူကတော့ကတ်ကြီးနဲ့ကိုက်ချတော့မလို့เนาะဒီမှာသူ့မှာအဆက်ကလေးတွေပါတယ်เนาะအဲ့ကောင်လေးလက်နဲ့ဆွတ်ဖြုတ်လိုက်ရုံပဲနော်နောက်ပြီးတော့အဲကျွန်တော်တို့အဲ့ဒီမင်ကန်ရဲ့အတွင်းထဲမှာ plastic ပြားเนาะသူတစ်ခုပါတယ်အဲ့ကောင်ကျွန်တော်တို့ဖယ်ထုတ်မှရမှာเนาะတချို့ဒီမင်ကန်ဆောင်ရွက်ဝယ်သွားပြီးတော့မင်းမထင်ဘူးပါဘူးဟိုကလုတ်တဲ့ညီကိုတွေရှိတယ်အထက်ကအသားလေးတစ်ခုကိုမဖယ်ဘဲနဲ့သူတို့ကထုတ်နေတယ်ကိုကဒီကနေလှမ်းပြောပြမှာသူတို့ကတိသွားတယ်အဲ့ကြမှာဟုတ်ကဲ့ပါညာပေါ့ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒီစက်ကူထည့်မယ်ပေါ့เนาะဒီမင်ကန်ဆောင်ရွက်ပေါ့เนาะထည့်ပြီးတာနဲ့ကျွန်တော်တို့ဒီကောင်ကိုညီအောင်ပေါ့เนาะလက်နဲ့အုပ်လိုက်မယ်ပိတ်လိုက်ပြီးဆိုကျွန်တော်ထုတ်လို့ရပြီเนาะအဲ့ကြရင်ကျွန်တော်ထုတ်ကြည့်မယ်ဒီပုံကိုထုတ်မှာเนาะကျွန်တော်ဒီမှာအခုထုတ်ကြည့်မယ်ရလာတယ်ဗောနော်အဲ့ကြရင်ခွာပြမယ်ဟုတ်ငင်းကောင်းတယ်เนาะပေါက်အောက်တွေပေါက်ထွက်တယ်เนาะဖီအားကောင်းတယ်ဗောကျွန်တော်တို့ဘယ်လိုပဲပြီးကျောင်းမှာကပ်ပြီးတော့ထိုးလို့ရပြီ။တိုက်တဲ့နေရာမှာကပ်ထိုးပေါ့နော်အဆင်ပြေတယ်။အဲ့တော့ဒီဟာတရွက်ကို20နှုန်းနဲ့ရောင်းပေးမယ်နော်ဒီဖာလိုက်ဝယ်မသုံးကျင်တဲ့ညီကိုတွေရှိရင်စမ်းကျင်တယ်ဆိုရင်တရွက်ချင်းဝယ်ပြီးတော့စောင့်ထားလို့ရတယ်ပေါ့နော်။ဒီပေါင် site တွေခြေစလုံး site တွေပေါ့နော်။ကြောပြင် site တွေထုတ်မယ်ဆိုရင်ဒီမှင်ကန်ကပို့ပြီးတော့တင့်တော်တယ်ပေါ့နော်။ဒီဆက်လဲအရင်ကောင်းပါတယ်ဗောနော်လိုချင်မှားလို့ရပါတယ်ဒါဆိုရင်ဘာတွေကောင်းလဲဆိုပေါင်နေပါတယ်ဗောနော်ဒီလုံးတွေပေါင်နေလက်မောင်းတွေရှယ်ကတ်လို့ကောင်း